အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အသုံးများတဲ့ expression တစ်ခုဖြစ်တဲ့ touch wood ဆိုတဲ့စကားလုံးကိုလေ့လာကြရအောင်ဒီစကားလုံးဘယ်ကနေပေါ်ပေါက်လာလဲဆိုရင်ရှေးတုန်းကလူတွေကတစ်ပင်တွေမှာဝိညာဉ်တွေနေထိုင်တယ်လို့ယုံကြည်ကြတယ်သူတို့မှာကောင်းတဲ့အရာတစ်ခုခုဖြစ်ပေါ်လာတဲ့အခါမှာဒီကောင်းတဲ့အရာဆက်ပြီးတည်မြဲနေဖို့ကာကွယ်စောင့်ရှောက်ပေးဖို့တစ်ပင်ကိုထိကင်ပြီးတော့မှဆူတောင်းကြတယ်အဲ့တော့လူတွေကဒီနေ့ခေတ်မှာကောင်းတဲ့အရာဖြစ်ပေါ်နေတယ်ဆိုရင်အဲ့ဒီအတိုင်းဆက်ပြီးတော့မှဖြစ်ပေါ်နေဖို့သစ်သားကိုထိပြီးတော့မှဆူတောင်းကြတယ်။တနည်းအားဖြင့်ကလထိုင်းစပွဲကိုအနီးမှာရှိတဲ့သစ်သားတစ်ခုခုကိုထိပြီးတော့မှ touch wood ဆိုပြီးတော့မှပြောကြတယ်။ touch wood ကိုမြန်ပြောတော့ touch wood လို့ပြောတဲ့ဟာကိုတချို့တွေက touch wood ဆိုပြီးတော့မှနားကြားလွဲတတ်ကြတယ်တကယ်တော့ touch wood မဟုတ်ဘူး touch wood Let's look at some examples. ဥပမာတချို့ကြည့်လိုက်ကြရအောင် The electricity hasn't gone out today. Touch wood. ဒီနေ့မီးလုံးဝမပြတ်သေးဘူးဒီတိုင်းပဲဆက်ရှိနေပါစေ။ The ball ကမီးမပြတ်တာသူတို့ပျော်နေတယ်ဒီတိုင်းပဲဆက်ရှိနေပါစေမပြတ်ပါစေနဲ့လို့ဆုတောင်းတာ My parents are healthy. Touch wood. ငါရဲ့မိဘတွေကကျန်းမာရေးကောင်းနေကြတယ်ဒီတိုင်းပဲဆက်ရှိနေပါစေ I always pass my exam. Touch wood. ငါအမြဲတမ်းစာမေးပွဲအောင်တယ်ဒီတိုင်းပဲဆက်ရှိနေပါစေ Touch wood. ဘယ်အချိန်မှပြောမှလဲကောင်းတဲ့အရာဖြစ်နေတယ်အဲ့ဒီကောင်းတဲ့အရာဆက်ပြီးတော့မှတည်မြဲပါစေဆက်ရှိနေပါစေလို့ဆုတောင်းတဲ့အခါမှာ touch wood ဆိုတဲ့စကားလုံးကိုသုံးကြတယ်နောက်ဗီဒီယိုတွေမှာလည်းအသုံးများတဲ့ expression တွေကိုအတူတူလေ့လာကြရအောင် bye bye